ကဲစဉ်းစားကြည့်ဗျာကျွန်တော်ပြန်လည်မွေးဖွားလာပြီးပထမဆုံးလုပ်ခဲ့တဲ့အလုပ်ကဗာလဲတီလာအရှင်လက်လက်ကင်းချင်များတကောင်ကိုမျိုးချပစ်ခဲ့တာလေစာတင်ခန်းတကားကိုဝုန်းခနဲ့တွန်းဖွင့်ဝင်သွားတော့အခန်းထဲကလူတွေအကုန်လုံးကျွန်တော်ကိုဝိုင်းကြည့်ကြတယ်ကျွန်တော်တကူလုံးချွေးစေးတွေပြန်နေပြီးစိတ်ပြင်းကင်းချင်များကကျွန်တော်ကလေးစာတွေကိုဝါးစားနေတဲ့အတန်တွေကနားထဲမှာကြားနေရတော့ပဲဒါပေမဲ့ကြောက်တင်ပုံပေါ်က2026ခုနှစ်ဇွန်လ15ရက်ဆိုတဲ့ရက်စွဲကိုမြင်လိုက်ရတဲ့အခါအိတ်စိတ်နေတဲ့ကြားကနေကျွန်တော်သွားဖြီးပြီးအတန်ထွက်ရချလိုက်မိတယ်မင်းယူနေလားအယူကောင်လို့စင်မြင့်ပေါ်ကပရော်ဖက်ဆာကလမ်းအော်တလို့ရှေ့တန်းကလင်းဝေးကလည်းခွေးယူတကောင်ကိုကြည့်တယ်လို့ရွှင်ရှာတဲ့အကြည့်နဲ့လမ်းကြည့်နေတယ်လင်းဝေးကိုကြည့်လိုက်တော့အတိတ်ဘဝကအကြောင်းတွေပြန်ပေါ်လာတယ်အရင်ဘဝတုန်းကသူကအင်အားကြီးတဲ့လူတစ်ယောက်ကိုမျက်နှာလိုမျက်နှာရလုပ်ချင်လို့ကျွန်တော်ကိုဇွန်ဘီအုပ်ထဲကိုယ်တိုင်ကိုချတွန်းချခဲ့တာလေကဘာကြီးကိုဝါမျိုးသွားမဲ့ခရမ်းရောင်မျိုးခိုးတွေကြားရောက်လာဖို့နှစ်နာရီတောင်မလိုတော့ဘူးဆိုတာကျွန်တော်သိနေတယ်အခုချိန်တခွဲခန်းထဲမှာကွေးကွေးလေးရှိနေသေးတဲ့အနက်ရောင်ဘိုးကောင်လေးကခရမ်းရောင်မျိုးတွေကြားမှာဇက်ဆင့်ဘေးရန်ရဲ့ကောင်ကြီးဖြစ်ပြောင်းလဲသွားပြီးနောက်10နှစ်ကြာမှကျွန်တော်ကိုအပိုင်းပိုင်းဆဆဆွဲဖြည့်ပြစ်မှာကျွန်တော်ကအဲ့ဒီကင်းချင်များရဲ့ဘားဆက်ထဲကနေတည်ဆုံးပြီးပြန်လည်မွေးဖွားလာတာဆိုတော့သူ့ကိုအရင်ဆုံးစားပြရမှာပေါ့ဘသူအကြည့်ကိုမှဂယုမဆိုင်တော့ပဲအရင်ဘဝကသွေးတန်ရဲ့အိမ်မက်ဆိုးတဲ့ကနေရုံထွက်လာတယ်လို့စာတင်ခန်းထဲကနေကျွန်တော်ပြေးထွက်လာခဲ့တယ်မိတပ်ပူစိန်နဲ့တခွဲခန်းတကားကိုခုတ်ခွဲပြီးငကားလိုပြောင်းလဲတော့မဲ့အဲ့ဒီဘိုးကောင်လေးကိုသွားရှာလိုက်တယ်သူကဖန်ပလင်းထဲမှာလူးလွတ်နေတော့မဲ့သူ့ရဲ့ကံကြမ္မာကိုသူမသိရှာသေးဘူးလေဖန်ပလင်းကိုကောက်ကင်ပြီးခရမ်းရောင်မျိုးတွေမကြလာခင်နောက်ဆုံးစက္ကန့်လေးမှာပဲသူ့ကိုအရှင်လက်လက်မျိုးချပစ်လိုက်တယ်လက်ချောင်းထဲကနေဓာတ်တလက်မျိုးချလိုက်ရတယ်လို့ခန်းစားလိုက်ရပြီးညီစော်နန်နဲ့အစိတ်ရည်တွေကကျွန်တော်စာအိမ်ကိုလောင်ကျွမ်းသွားစေတယ်ကျမ်းပြင်ပေါ်မှာလူလိမ့်တက်ဆင်နေရင်အရေပြားတွေကွဲအပ်သွေးတွေစိမ့်ထွက်လာပြီးအယိုးတွေကလည်းတုံးတုံးနဲ့အတန်တွေမြည်နေတယ်။အဲ့ဒီအချိန်မှာပဲအပြင်ဘက်မှာအော်ဟစ်တန်တွေကရေလိုင်းလိုဆူညံလာပြီးခရမ်းရောင်မျိုးခိုးတွေရောက်လာပြီးကဘာပြက်ကက်ကြီးစတင်ပြီးလေတိုးသားပေါက်စီစားမိတဲ့သူကတိုးဖြစ်သွားမယ်ဘဲလေပင်စားမိတဲ့သူကဘဲဖြစ်သွားမယ်ဆိုတာကိုသူတို့မကြခင်သဘောပေါက်လာကြလိမ့်မယ်။လူတွေအားလုံးကြောက်လန့်တကြားထွက်ပြေးနေချိန်မှာတော့ကျွန်တော်ကဘေးအန္တရာယ်ကြီးကိုကြိုတင်မျိုးချပြီးသွားပြီးဒီဘဝမှာတော့အသက်ခံရမယ့်တိုးပေါက်လေးလိုကျွန်တော်နေတော့မှာမဟုတ်ဘူး။မျက်လုံးကိုဝုန်းခနဲ့ဖွင့်လိုက်ပြီးကျမ်းပြင်ပေါ်ကနေဖြည်းဖြည်းချင်းထွက်လိုက်တဲ့ကိုပေါ်ကအင်ဂျီတွေကစုပ်ပြဲနေပြီးကြစ်လက်တမာတဲ့အပေါ်ပိုင်းကိုလုံးပေါ်နေပြီးကိုလက်ကိုပြန်ကြည့်လိုက်တော့ဖြူသွဲသွဲနဲ့ဘာခွန်အားမရှိပုံမပေါ်ဘူးဒါပေမဲ့စိတ်ထဲကနေတွေးလိုက်တာနဲ့လက်ချောင်းငါးချောင်းထိပ်ကနေအနက်ရောင်အယိုးစုငါးချောင်းရုပ်တရက်ထွက်လာတဲ့ဓာတ်အိမ်ထဲကဆွဲထုတ်လိုက်တဲ့ဓာတ်လိုပဲအေးဆက်တဲ့အပြာရောင်လင်းတွေတလက်လက်တောက်ပနေတယ်ပါယမီနိုးထက်ချင်းဘေးအန္တရာယ်တွဲဖက်ခန္ဓာနောအဆင့်အစိတ်ပေါင်းစုံခန္ဓာကြီးခြေလက်ပြန်လဲထွက်ရှိခြင်းပြင်ပရိုးမှာကြောခြင်းအစိတ်ပြင်းထင်းချုပ်ခြင်းစွမ်းရည်အောင်မြင်သွားပြီပဲလက်တီးကိုတင်းတင်းဆုပ်ပြီးခန္ဓာကိုယ်ထဲကကြောက်စရာကောင်းတဲ့စွမ်းအားတွေကိုခန်းစားရင်းယူသစွာတဟာဟာအော်ရလိုက်မိတဲ့ရေတန်ကြီးကဟာလာဟင်းလင်းဖြစ်နေတဲ့ကျောင်းဆောင်ကြီးထဲမှာပဲတင်ထက်သွားတယ်အဲ့ဒီအချိန်မှာပဲဒိုင်းဆိုတဲ့အတန်နဲ့အတူတခွဲခန်းတကားကြီးကကြီးမားတဲ့အားတရက်ကြောင့်စက်ကူရွက်လိုလွင့်ထွက်လာပြီးနယံကိုပြင်းပြင်းထန်ထန်သွားဆောင်မိတယ်။ဖုံတွေကင်းစင်သွားတော့တကားဝမှာပုံပြက်ပန်းပြက်ရက်နေတဲ့လူတယောက်ကျောင်းလုံခြုံရေးဝန်ထမ်းကျန်းဟုန်ဒါပေမဲ့အခုတော့သူ့ကိုလူလို့ခေါ်လို့မရတော့ဘူးလေ။သူ့ရဲ့ယူနီဖောင်းကကြီးထွားလာတဲ့ကြက်သားတွေကြောင့်စုပ်ပြဲနေပြီးအရေပြားကလည်းမီးခိုးရောင်ပြောင်းသွားကအနက်ရောင်ပြည်ဒီနာတွေအပြည့်ဖြစ်နေတယ်။ဘယ်ဘက်ခေါင်းတစ်ချမ်းကနှစ်စလောက်ကြီးနေပြီးမျက်လုံးတစ်လုံးကအပြင်ကိုထွက်ကျနေတဲ့ဘားဆက်ကနေအဝါနဲ့အစိမ်းရောင်သွားရည်တွေကျနေတာ။ခရမ်းရောင်မြူကိုတွေရဲ့ပထမဆုံးရိုက်ခတ်မှုမှာကျန်းဟုန်ကစိတ်လှုပ်ရှားနေတာကြောင့်မြူကိုတွေအများကြီးရှူမိပြီးတာမန်ဆုံးပြီးအဆင့်ကိုတောင်ကြောကအဆင့်တစ်မျိုးပြီးစပြောင်းတတဝါဖြစ်ပြောင်းလဲသွားတာမျိုးပြီးစပြောင်းကျန်းဟုန်ကတားရဲတကောင်လိုဟိမ့်ဟောက်ပြီးသူ့ရဲ့နောက်ကျနေတဲ့မျက်လုံးတွေကကျွန်တော်ကိုချက်ချင်းမျက်စိကျသွားတယ်ဒါကလက်ဆက်တဲ့သွေးသားကိုလိုချင်တဲ့အလိုဆန္ဒပဲလေလာဆန်းပါအခုမှပြောင်းလဲထားတဲ့ခန္ဓာကိုယ်ကိုစမ်းတက်ဖို့ပြစ်မှတ်တစ်ခုလိုနေတာတော့ပဲမျိုးပြီးစပြောင်းကျန်းဟုန်ကဒေါသကြီးဟိမ့်ဟောက်ပြီးဘရိတ်ပေါက်နေတဲ့တင်ကားကြီးလိုပြေးဝင်လာတဲ့ခြေလမ်းတိုင်းမှာမြေကြီးကတုန်ခါနေတယ်ပေါင်လုံးလောက်တောင်ပိုးထုတ်တဲ့လက်မောင်းကြီးကိုဝေ့ရမ်းပြီးလေကွင်းတန်တဲ့အတူကျွန်တော်ခေါင်းကိုလန့်ထူတာဒီလက်တီးကအနည်းဆုံးကီလို900လောက်အားရှိတယ်တာမန်လူသားဆိုရင်ခေါင်းကဖျဲသီးလိုကွဲထွက်သွားမှာဒါပေမဲ့ကျွန်တော်ကအသားလေးရှောင်လိုက်တာအယမ်းမျက်လုံးလိုလေထဲမှာအရေးတောင်ကျန်ခဲ့တယ်။ဝုံကျန်းဟုန်ရဲ့လက်တီးကကွန်ကရစ်ကျမ်းပြင်ကိုထိသွားပြီးဇလုံးလောက်ရှိတဲ့အပေါက်ကြီးဖြစ်သွားကကြောက်စရစ်ခဲတွေလွင့်စင်ကုန်တယ်။ကျွန်တော်ကတော့သူ့ဘေးမှာရောက်နေပြီလေနေလုံးတယ်။အေးဆက်ဆက်အကြည့်နဲ့ညာဘက်လက်ကိုဓာတ်လိုလုပ်ပြီးအယိုးစုတွေထုတ်ကကျန်းဟုန်ရဲ့လေဘင်းနှုတ်တုပ်ကြီးကိုခတ်ဖို့ဖလေးလိချလိုက်တယ်။ရွှက်ထောက်ဘက်ကိုဓာတ်ပူပူနဲ့လိလိုက်တယ်လို့ပဲဘာဟန်တားမှမရှိဘူးတစ်ချက်တည်းနဲ့ပွဲသိမ့်မယ်။ဒါဟာနင်းဝအဆင့်ပိုင်းမီရှင်နဲ့တာမန်အဆင့်တတဝါကြားကကွာခြားချက်ပေါ့။မြေကြီးပေါ်ကအလောင်းကိုတောင်စောင်းနေမကြည့်ပဲအယိုးစုနဲ့သူ့ရင်ဘက်ကိုခွဲလိုက်တယ်။ရက်တက်နေပြီဖြစ်တဲ့ခရမ်းရောင်မင်းနှလုံးပေးနာကနေဆန်ဆေးလောက်ရှိတဲ့မိခိုးရောင်ပုံဆောင်ခဲလေးကိုကော်ထုတ်လိုက်တယ်ဒါကအဆင့်တစုံပြီးဥတိုင်းကဘာပြက်ကက်ရဲ့ငွေကြေးနဲ့စင်ကဲပြောင်းလဲမှုရဲ့အရင်းမြစ်ပေါ့အဲ့ဒီဥတိုင်းကိုပါဆက်ထဲပစ်ထည့်ပြီးတကြားလုံးဝါးတယ်လို့ဝါးစားလိုက်တဲ့ဗိုက်ထဲမှာနှွေးထွေးတဲ့ခံစားမှုတစ်ခုဖြစ်သွားပြီးခုနကတိုက်ခိုက်လို့ကုန်သွားတဲ့ခွန်အားတွေချက်ချင်းပြန်ပြစ်လာတယ်ဒါပေမဲ့မလောက်သေးဘူးနေလုံးနဲ့အပြင်ဘက်ကိုလမ်းကြည့်လိုက်တော့ကျောင်းဝင်းတစ်ခုလုံးခရမ်းရောင်မျိုးတွေဖုံးလွှမ်းနေပြီးအော်ဟစ်တန်တွေညံနေပြီးကျွန်တော်မျက်လုံးထဲမှာနေရကျနေတဲ့မြင်ကွင်းကိုမြင်နေရပေမဲ့မျက်နှာပေါ်မှာတော့တားကောင်ကိုဖမ်းမဲ့မူဆိုးတယောက်ရဲ့ရက်ဆက်တဲ့အပြုံးမျိုးပေါ်လာတယ်မြေကြီးပေါ်ကမိတပ်ပူစိန်ကိုကောက်ကင်ပြီးကျန်းဟုန်ရဲ့အလောင်းကိုကြောကတခွဲခန်းထဲကနေဖြည်းဖြည်းချင်းထွက်လာခဲ့တယ်အပြင်ရောက်တော့ရင်းနှီးနေတဲ့ကျောင်းဝင်းလေးကတကွင်းကြီးဖြစ်နေပြီလေပြေးနေတဲ့ကျောင်းသားတွေကိုအနောက်ကနေသူတို့သူငယ်ချင်းတွေကပဲလိုက်ကိုက်နေကြတယ်ကျောင်းသား10ယောက်လောက်ကခေါင်းဖြတ်ခံရတဲ့ရင်ကောင်တွေလိုကျောင်းဆောင်ဘက်ကနေပြေးလာကြတယ်တကူလုံးသွေးတွေပေးပွားအင်ဂျီတွေကစုပ်ပြဲပြီးမျက်နှာတွေမှာလည်းအကြောက်တရားတွေအပြည့်ပဲအရှိဆုံးကပြေးလာတာကဘတ်စကတ်ဘောအင်ဂျီဝတ်ထားတဲ့ကောင်လေးတစ်ယောက်လက်ထဲမှာတမျက်စိရုပ်ကိုကင်ထားပြီးရှေ့ကပိတ်နေတဲ့မိန်းကလေးတွေကိုအယူမူတွန်းဖယ်နေတဲ့သူပုံမြင်ပြေးနိုင်အောင်လို့လေသူတို့အနောက်မှာတော့အကောင်ကြီးတွားတတဝါကြီးတကောင်လိုက်လာတယ်အဲ့ဒါကကျောင်းကန်တင်းကအတော်ကြီးပဲဒါပေမဲ့အခုတော့ခြေလက်တွေကပြောင်းပြန်လည်နေပြီးပင့်ကူလိုတွားသွားနေတယ်ဗိုက်ကြီးကကွဲဟနေပြီးသွားတွေအပြည့်ပါတယ်ဘားဆက်ပေါက်ကြီးဖြစ်နေတယ်လန်တချောင်းလိုရှည်လျားတဲ့ရှာကြီးကထွက်လာပြီးအနောက်ဆုံးကပြေးနေတဲ့လူဝါကြီးကိုရစ်ပက်လိုက်တယ်ကဲပါဦးလီဟောက်ကဲပါဦးလူဝါကြီးကတစ်ပင်ကိုဖက်ပြီးဘတ်စကတ်ဘောသမားစီအကူညီတောင်းတယ်လီဟောက်ဆိုတဲ့ကောင်ကလှည့်ကြည့်ပေမဲ့ရက်မသွားတဲ့အပြင်ပိုတောင်မြင်မြင်ပြေးလိုက်သေးတယ်အနားကမင်းကလေးတယောက်ကိုတောင်ဘီလူကြီးရဲ့အာယုံလွဲဖို့အနောက်ကိုတွန်းချလိုက်သေးတယ်လူတဘာဝဆိုတာဘယ်နှစ်ခါပဲမြင်မြင်ယုံစရာကောင်းတယ်နော်ကျွန်တော်ကတော့လမ်းလေကောင်မှာလက်နှစ်ဖက်ကိုအိတ်ကက်ထဲထည့်ပြီးဒီပြဆက်ကိုအေးအေးဆေးဆေးပဲကြည့်နေလိုက်တယ်
ကျွန်တော်ရှေ့ကိုရောက်လာတော့ဖဲဆန်းလမ်းလာမပိတ်နဲ့လို့လီဟောက်ကအော်တယ်ဒီလိုအရေးကြီးတဲ့အချိန်မှာသူကကျွန်တော်ကိုတားကောင်လို့ထင်ပြီးဓမျက်စီရုံးနဲ့ပခုံးကိုလမ်းရိုက်တယ်ကျွန်တော်ကိုဘီလူကြီးစီတွန်းပို့ပြီးအကာအကွယ်လုပ်ချင်တာလေမင်းမဲသွားတေခံလိုက်လို့လီဟောက်ကရက်ဆက်တဲ့မျက်နှာနဲ့အော်တယ်ဒိုင်းဓမျက်စီရုံးကကျွန်တော်ပခုံးနဲ့3စင်တီမီတာအကွာမှာရက်သွားတယ်လက်တစ်ချောင်းနဲ့အားကုန်လွှဲရိုက်တဲ့တုတ်ကိုကာလိုက်တာလေငါလက်မင်းငါတတိပေးသားပဲလီဟောက်ထက်ရစ်နေရင်ပိုနာလိမ့်မယ်လို့ထွက်ပြေးနေတဲ့ចောင်းသားတွေတောင်ဒီမြင်ကွင်းကိုကြည့်ပြီးကြောင်သွားကြတယ်အနောက်ကဘီလူကြီးကိုတောင်ခန့်မိသွားပြီးအလိုလျောက်ရက်လိုက်မိကြတယ်လီဟောက်ကိုဂယူးမဆိုင်တော့ပဲလူအုပ်ကိုကြော်ပြီးလူဝကြီးကိုစားနေတဲ့ဘီလူကြီးကိုပဲလှမ်းကြည့်လိုက်တယ်အဲ့ဒီအကောင်ကလည်းကျွန်တော်စီကနေပုံမြင့်တဲ့အဆင့်ရှိတဲ့တားရဲတကောင်ရဲ့အငွေ့တက်ကိုခန်းစားမိသွားတယ်သူတဝက်တစ်ပြက်စားနေတဲ့လူဝကြီးကိုထွေးထုတ်လိုက်ပြီးဘိုက်ထဲကပါးဆက်ပေါက်ကြီးနဲ့ဟိန်းဟောက်တဲ့ရက်ဆက်တဲ့မျက်လုံးတွေမှာအကြောက်တရားတောင်အရေးရောင်လေးပေါ်လာတယ်စားလို့ရပြီဆိုတော့လေမင်းရဲ့ဦးတိုင်းကိုထမင်းဖို့ဖြစ်ပေးခဲ့တော့လေလို့အေးအေးဆေးဆေးပြောလိုက်ပြီးကျွန်တော်ခန္ဓာကိုယ်ကနေရာမှာတင်ပြောက်သွားတယ်လူတွေကမျက်စိတမိတ်အတွင်းမှာပဲဘဝင်မြင့်နေတဲ့ပင်ကူဘီလူကြီးရုတ်တရက်တောင်းတင်းသွားတာကိုမြင်လိုက်ရတယ်ဘယ်ချိန်ကလေးကသူ့ကြောပေါ်ရောက်နေမှမသိတဲ့ကျွန်တော်ကအမွေးတွေကိုတစ်ဖက်တဲနဲ့ဆွဲကင်ပြီးခေါင်းကိုဆွဲမလိုက်တယ်ညာဘက်လက်ကအယိုးစုကလုံဘူးလိုလဲပက်နေပြီးဘီလူကြီးရဲ့ခေါင်းထိပ်ကနေဖောက်ဝင်ကမေယိုးကနေပြန်ထွက်လာတယ်အကောင်ကြီးကဝုန်းခန့်နဲ့လဲကျသွားပြီးခရမ်းရောင်ဖုံတွေထောင်းခန့်နဲ့ထပ်သွားတယ်တဝန်းလုံးတိတ်ဆိတ်သွားတာပဲဘီလူကြီးရဲ့ခေါင်းထဲကနေအစိမ်းရောင်ဦးတိုင်းတစ်ခုကိုနှိုက်ယူပြီးအင်ဂျင်နဲ့တုတ်ကအောက်ဆင်းလာခဲ့တယ်။ကျောင်းသားတွေကဘာဆက်ဟောင်းသားနဲ့ကြည့်နေကြတယ်တွေးတစက်မှမပေးပဲဘီလူကြီးလောင်းပေးမှရက်နေတဲ့ကျွန်တော်ကိုကြည့်ပြီးသူတို့မျက်လုံးတွေကအကြောက်တရားကနေအံ့အားမှုအဲ့ဒီကနေမှယူသွမှုတွေဖြစ်လာကြတယ်။ရင်းနေနေတဲ့သူကနောက်ဆုံးကောက်ရုံးမြင်ကိုဆွဲမိသွားတဲ့အကြည့်မျိုးနဲ့ပေါ့။ချက်ချင်းပဲလူတွေအုံလာကြတယ်ခုနကမှအချင်းချင်းတွန်းတိုက်နေတဲ့သူတွေကအခုတော့အဖေရင်းကိုပြန်တွေ့တယ်လို့မျိုးကျွန်တော်ပေါင်းပြီးစကိုလာဆွဲကြတယ်။အဲ့ဒီအချိန်မှာရှေ့ဆုံးကလီဟောက်ကထလာပြီးမင်းကဒီလောက်အစွမ်းထက်နေတာကိုဘာလို့စောစောမကူညီတာလဲ။ဒီလိုမှန်းသိရင်သူငယ်ချင်းတွေအများကြီးတည်စရာမလိုဘူးလေ။မင်းကြောင့်သူတို့တည်ရတာဟုတ်တယ်။သူပြောတာမှန်တယ်။မင်းအားလုံးကိုရှင်းပြရမယ်။မင်းကြောင့်အကုန်ဖြစ်တာလို့ဝိုင်းော်နေကြတယ်ကျွန်တော်ကလီဟောက်ကိုစောင့်ကန်လိုက်တာသူချက်ချင်းအသက်ထွက်သွားတယ်မကောင်းဆိုးဝါးဇွန်ဘီဘိုင်းယက်ကငါတို့ရဲ့ဖြောင့်မတ်ပြီးသဘောကောင်းတဲ့ចောင်းသားလေးကိုတောင်ကူးဆက်သွားပြီပဲလို့ရွှေရှာတဲ့လေတန်နဲ့ပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲចောင်းဆောင်ဘက်ကနေဟိဟောက်တန်တွေထွက်လာတဲ့ခုနကအတန်တွေကြောင့်ပိုကြီးတဲ့ဇွန်ဘီအုပ်ကြီးရောက်လာပြီလေကံကောင်းပါစေလို့ပြောပြီးမြူခိုးတွေတဲကိုကျွန်တော်ဝင်ပြောက်သွားခဲ့တယ်နောက်ကျောဘက်မှာတော့ចောင်းသားတွေရဲ့အော်ဟစ်ငိုယိုတန်တွေနဲ့အသားတွေဆွဲဖြဲစားတောင်းနေတဲ့အတန်တွေကြံခဲ့တယ်ဒီအတန်တွေအတွက်ကျွန်တော်ရင်ထဲမှာနည်းနည်းလေးမှလှုပ်ရှားမှုမရှိဘူးကျွန်တော်နှလုံးခုန်တန်ကကြောက်စရာကောင်းတော့အောင်ပုံမှန်ပဲနောက်ထပ်စားရမယ့်အစားအစာဘယ်မှရှိမလဲဆိုတာကိုတောင်စဉ်းစားနေသေးတယ်ဒါကကဘာပြက်ကက်လေသူတော်စင်တွေကအရင်တည်ပြီးရက်ဆက်တဲ့သူတွေမှထာဝရရှင်တန်နိုင်မှာပေါ့